Channel 7 ရုပ်သံလိုင်း Rira ရုပ်သံလိုင်းနဲ့ပြုံးပလင်း Sport YouTube Channel ကနေတိုက်ရိုက်ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာဒီကနေ့မှာတော့မြန်မာနိုင်ငံမှာအရှင်ဖြစ်လက်ခံကျင်းပနေတဲ့တာတင်ကတော့ဒီနေ့ပွဲစဉ်မှာကိုစမနီယာမှာအေဟာဆန်အခြားသောဇာမားတွေဖြစ်ရှယ်ရက်အက်ဒင်အောင်ကြည့်ရမယ်ဗျာအခုဆိုရင်တော့ပွဲကိုစတင်လိုက်ပြီဖြစ်ပါတယ်စီရီယာတင်မဲ့ခေါင်းတိုက်ပြီးတော့ရှင်းထုတ်ထားရင်ဗျာသူနောက်ကွင်းထဲမှာပရိသတ်အပြည့်အရှံနဲ့ကစားတာဘယ်လောက်ထိခက်ခဲတယ်ဆိုတာကိုတော့ဆက်အောင်မြင်ဖို့ရှိနေကြတာဖြစ်ပါတယ်မြန်မာအသင်းတော့ကတော့အခြေစပွဲအောင်မြင်ဖို့ရမှတ်တမှတ်ပဲလိုအပ်နေခဲ့ပြီးတော့တော်တော်လေးနီးစပ်နေတဲ့အနေအထားမျိုးမှာတော့ရှိနေခဲ့ပြီဖြစ်ပါတယ်ကိုအပိုင်နိုင်ဆုံးရယူသွားနိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟိုပါကွန်ဂျန်ဆိုရင်ကျွန်တော်တွေဒီနေ့ပွဲစဉ်ကယူမိုဆရာပြည့်နေရလိုက်မြနေရမှာလက်ကန်နေလင်းအောင်နဲ့အန်ထူပိုင်တို့ရှိနေကြတယ်မြအန်ထူပိုင်ပြန်ပြီးတော့အေးတော့ကြားတယ်ကောင်းတယ်ပြီကိုလီနာဝိုင်းစီရဲ့ကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းလို့တဲ့ဆိုဒီနေ့မှလည်းပြည်သက်တွေလိုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရတာကြာပြီဖြစ်တဲ့ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေဟာတကယ်ပဲပောက်ကွဲဆန်တော့ကျွန်တော်တွေမြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသူရတယ်ဖြစ်ပါတယ်ဒီမှာစီရီယာတင်မဲ့ရှုပ်မျောပြီးရတယ်အေးရတယ်ဝင်လာပြီးအလေထပ်ပေးတယ်မျောလင်းတဲ့အနေထားတစ်ခုပါပဲစီရီယာတင်ခြေပါကိုပြန်ရသွားခဲ့ပြီဖြစ်ပါတယ်တိုက်စစ်ကအက်ဖာရက်မာတင်ခန်စစ်ကအနည်းငယ်အောင်ဆိုင်မှုလျှော့သွားတဲ့အနေအထားတစ်ခုကနေပဲခြေပါကိုတစ်ခုတော့ပြန်လဲသွင်းယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်ကစားသမားရဲနိုင်အောင်ဒီနေ့မှလည်းပွဲကိုတကြောပြန်ပြီးတော့ဥဆောင်နိုင်ဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့တာဖြစ်ပါတယ်။အနေငယ်ထိချက်မမှန်ခဲ့တဲ့အနေအထားတစ်ခုမှာမာတင်သွင်းကိုရဖို့တော့အနေငယ်ဝေးကွာခဲ့ရတာဖြစ်ပါတယ်။သူရဲ့ထိချက်သာမှန်ခဲ့မယ်ဆိုရင်တော့မြန်မာတင်ပွဲကိုတော့အကောင်းဆုံးပြန်ပြီးတော့ဥဆောင်သွားနိုင်မှာလည်းဖြစ်ပါတယ်။ချိန်မှာတော့ရရှိလာတဲ့အခွင့်အရေးဒီချိန်မှာလည်းမြန်မာတင်းရဲ့ကန်ချက်ကိုတော့ကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဥဆောင်ကိုသင်ယူပေးထားခဲ့တဲ့ညီညီသက်ဒီချိန်မှာလည်းထိုက်ရဲ့အဆုံးသတ်ဖို့အတွက်ပြည်တော်မော်ကန်မဲ့နေရာမှာတော့အေဟာရီရီရှိနေတယ်များထိုက်ရဲ့အဆုံးသတ်မလားအသင်းဘော်တွေကိုပံ့ပိုးပေးမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်မြန်မာတင်းတော့အနေငယ်အန်နေများတဲ့အခြေအနေလို့ပဲဆိုအောင်ပါများအေဟာရီရီတိုင်ကန်လာတယ်ဒါမဲ့လည်း ARE ရဲ့အဆုံးသက်ခံချက်ကတော့ကိုစင်တော်မြန်မာတင်တောင်းကံပေါ်ခံခွင့်ရမယ်ဗျာတောင်းကံပေါ်ဒီကပေးရတယ်မာတင်ပဲအန်ထူပိုင်လက်ကမ်းပြီကိုဗီနာမာတင်ပွဲတော့အကောင်းဆုံးတကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နာကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းကိုတော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်ဟုတ်ပါတယ်မြန်မာအသင်းကတော့သူတို့ရဲ့အားသာတဲ့တောင်းကမော်တွေအမြင့်မော်တွေနေပဲဒီချိန်မှာတော့ရရှိလာတဲ့တောင်းကမော်ကနေပဲဥဆောင်ကိုတမန်သိယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်မြန်မာအသင်းကသူတို့အနေနဲ့တကယ်အားသာတဲ့အနေထားနဲ့တုံးချနိုင်တဲ့အသင်းဖြစ်လေရက်တည်နေခဲ့ရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီရီယာအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြေတွေ့ပုံမြေတွေ့နေထားရတော့မြန်မာအသင်းရဲ့အသင်းကောင်းသောအောင်ဒီဟာရဲ့ပါနေမှုကိုလည်းမြေတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မြန်မာအသင်းကဒီနေ့မှာတော့စီရီယာအသင်းကိုတကိုးနဲ့မူစတာဖာကန်စင်နဲ့တွေ့ထားရမြောင်းေဗာဂီစီယာတင်မဲ့အေယာရိုဘကနေထားတယ်လိုက်စင်ထားရအသေးရမြေဗာဂီအေယာရိုဘဖြတ်နေပေးထားတယ်လက်ရှိချိန်ဒီတော့ကစားသမားတွေနားလည်မှုလွဲနေစေဖြစ်တယ်မြမြန်မာယူဇက်ကအသင်းအနေနဲ့ချစ်စစ်ပွဲအောင်မြင်ရမယ်လို့ဂရီပေးထားခဲ့တဲ့အသင်းကောင်းသောအောင်ဒီကသူဂရီအတိုင်းဒီနေ့မှာမြန်မာအသင်းချစ်စစ်ပွဲအောင်မြင်မှာမလားဆိုတော့ကျွန်တော်တို့ဝယ်ပြီးဆုံးချိန်စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်က
ကိုရင်းစီလက်ရှိချိန်မှာတော့မြန်မာအသင်းချင်းစပွဲအောင်မှုအတွက်အတော်လေးကောင်းမွန်တဲ့အခြေအနေတစ်ခုကိုတော့ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပါတယ်။ကြန့်ရှိနေတဲ့15မိနစ်ဝန်းကျင်လောက်မှာမြန်မာအသင်းဘလို့ဆက်လက်ပြီးတော့လက်ရှိရလဒ်ကိုအကောင်းဆုံးထိန်းပြီးတော့ပြည်သက်တွေလိုချင်နေတဲ့ဒီနေ့မှာမြင်ချင်နေတဲ့ချင်းစပွဲအောင်မြင်ရေးအိမ်မက်ကိုအဆုံးထိအကောင်းဆုံးကျန်းခဲ့တာဖြစ်ပါတယ်။ကွင်းလက်တိုင်ကတော့ဒီချိန်ဒီမှာကစားပုံကျန်းခဲ့တဲ့မြန်မာအသင်းရဲ့ကစားသမားချန်လန်တင်ကိုတော့ဟိုကပြပြီးတော့သတိပေးထားခဲ့တယ်နော်။စောပိုင်းစီးရီးယားအသင်းရဲ့တိုက်စစ်ကစားမအဲချက်ဆန်ဘောလုံးရရှိဖို့ကြိုးစားအောင်မှာတော့ချန်လန်တင်ဝင်ရောက်ဟန်တားခဲ့တာဖြစ်ပါတယ်ပွဲချိန်မိနစ်90ပြည့်မြောက်ဖို့ကလည်း9မိနစ်လောက်ပဲလိုအပ်တော်တယ်များရရှိလာတဲ့လွတ်တဲ့ကံဘောတော့အဲချန်ဆန်ခံမှာဖြစ်ပါတယ်အဲချန်ဆန်လိုက်တဲ့ပေါ်ပြီးလာတဲ့ခေါင်းတိုက်ပြီးကိုမြပွဲပြီးဆုံးဖို့တော်တော်လေးနီးစပ်တဲ့အခိုက်အတန့်မှာပဲစီးရီးယားအသင်းနောက်တဲ့ခြေပေါက်တစ်ခုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပွဲချိန်မိနစ်90ပြည့်ဖို့တိတ်ပြီးတော့မလိုအပ်တော့တဲ့ဒေသတစ်ခုမှာဒီချိန်မှာတော့စီးရီးယားအသင်းလိုအပ်နေတဲ့ခြေပေါက်ကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အဲချန်ဆန်ရဲ့ဖေးဖို့မှုကနေဒုတိယပိုင်းမှာလူစားဝင်လာတဲ့အက်ဖာတက်ကီအပိုင်းညာချီနဲ့အဆုံးသတ်ပြီးတော့လိုအပ်နေတဲ့ခြေပေါက်ကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာကိုသမားထပ်ဝေရန်တာစီကိုပြစ်ဒဏ်ဘောရရှိခဲ့တာကြောင့်အဆိုပါရရှိခဲ့တဲ့ပြစ်ဒဏ်ဘောကနေနောက်ထပ်အသွင်ကိုသိယူနိုင်မှာကျွန်တော်တို့စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်အကျဆန်ကနေထားတယ်ဒီချိန်မှာမြန်မာပြည်ခန်းစကကောင်းဦးရအများစီရီးယားတင်မပြန်ရသွားသေးတယ်အများစီရီးယားတင်ခြေထဲမှာရှိသေးတယ်ကြောက်ကိုကြော်လာတယ်ရသေးတယ်အများဒီချိန်မှာမြန်မာပြည်ခန်းစကတော့ဆွဲတက်လာအကျဆန်ရသေးတယ်အများညာကြောင့်မထိုးပေးရသေးတယ်အဖာတက်စကီအေယာရိုဘကနေပေးထားတယ်မြန်မာပြည်ခန်းစကလည်းလာမယ့်2026ခုနှစ်ဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပပြုလုပ်မဲ့ဂျူဆက်ကွန်အာရှဗလာပြိုင်ပွဲကိုတော့ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားမှာလည်းဖြစ်ပါတယ်။အဲဒီပြိုင်ပွဲအုပ်စုစစ်မှာလည်းထပ်ပြီးတော့ကျော်လွန်နိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ကမ္ဘာဗလာအခြေအနေတစ်ခုမှာတော့ရှိနေခဲ့ပြီဖြစ်ပါတယ်။အောက်ကန်တင်မယ်။စီးရီးယားတင်မယ်လေပေးတယ်။ဝက်ပီကိုတိတ်မလို့ရတဲ့အချိန်မှာစီးရီးယားအသင်းရဲ့တိုက်စစ်တွေကိုတော့တောက်လျှောက်မြင်တွေ့နေကြရတာဖြစ်ပါတယ်လက်ချန်တမင်ဝင်းရှင်လောက်ကိုညာချမ်းမှာပဲချိန်နေကြည့်နေမြအဖာတကီလေပေးရတယ်မာတင်ရဲ့ကစားသမားတွေကတော့ခန်းစစ်မှာလုံးဝအထိုင်ချပြီးတော့နောက်ဆုံးမိနစ်အခိုက်အတန့်ကိုတော့အကောင်းဆုံးချော်ပြတ်နိုင်ဖို့အတွက်ကြိုးစားနေကြတာဖြစ်ပါတယ်ချိန်မှာရှုပ်ပေးရတယ်ပြန်ရှက်ထွက်လာတယ်အောင်တီဟာရှင်းလုပ်ထားတယ်ဗျာစီရီးယားတင်မယ်ပြန်ရလာတယ်အေးရဝင်လာပြီစီးရီးယားတင်မယ်အလဲကိုထပ်ပေးရတယ်ချိန်မှလည်းမြန်မာတင်ရဲ့ခန်းစစ်ကအကောင်းဆုံးပုံစံတစ်ခုမှာစီးရီးယားတင်မယ်ထပ်ပေးသည်နောက်ဆုံးမိနစ်ထဲမှာအတော်လေးရင်ခုန်စရာကောင်းတဲ့အထိုက်အတန့်တစ်ခုကိုတော့မြင်ခဲ့ရတာဖြစ်ပါတယ်စီးရီးယားအသင်းရဲ့ထိချက်မမီလိုက်တဲ့အနေအထားတစ်ခုဟာမြန်မာအသင်းတော်ဥဆောင်ကိုခွင့်ပြုပေးရဖို့အတွက်တော်လေးကန်ကောင်းခဲ့တဲ့အနေအထားတစ်ခုလို့ဆိုအောင်ဖြစ်ပါတယ်အလီဝါဆုချိန်မှလည်းအောင်တီဟာကိုတော့မကြော်သေးဘူးများလက်ရှိမှာတော့ထပ်ဆောင်ချိန်ပေါ်ကပြင်မြောက်နေခဲ့ပြီဖြစ်ပါတယ်စီးရီးယားအသင်းပဲလေပေးရတယ်အောင်တီဟာရှင်းထုတ်ထားတယ်များကိုဟင်းစီရဲ့ကျွန်တော်တင်ဆက်နေတဲ့ချိန်မျိုးမှာပဲ19နှစ်လောက်ဝေးကွာနေတဲ့တကယ်ကိုပြည်သက်တွေရောကစားသမားတွေရောလိုချင်နေခဲ့တဲ့အာရှဗလာဝင်ခွင့်အိမ်ဘက်ကတကယ်ပဲဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ကိုကြီးဆိုရင်ပြည်သက်တွေရောကစားသမားတွေ